ခုလောလုတ်တရားလည်းများတယ်အစားလေးတစ်လက်ကလည်းလွတ်လွတ်သွားတယ်ဗိုက်ရဲ့ထဲရင်ညွန့်အောင်လာကနေစူးစူးပြီးအောင်နေတာဘာလို့များပါလဲမင်္ဂလာပါရှင်ဆရာက channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်အကယ်၍များဝက်ဘိုက်ရဲ့အထက်ရင်ညွန့်အောင်ကနေစူးစူးပြီးတော့အောင်နေတယ်ပြီးတော့အစားရိုလည်းအချိန်မမှန်နဲ့မစားဖြစ်ဘူးနည်းနည်းလေးစားရုံနဲ့ရင်ပြည့်ရင်ကဲဖြစ်နေပြီးတဲ့ခါကျတော့အန်ဂျီလိုဖြစ်နေတယ်ပြီးတော့ကိုယ်ရမ်းစိတ်တဲ့အစားစာကိုတော့မှစားခြင်းစိတ်ပြောက်နေတယ်ဒီလိုတွေဖြစ်နေပြီဆိုရင်တော့သင်ဟာဆိုင်ရောဂါဖြစ်နေပြီလို့သိကြတော့ရှိပါတယ်ရှင်အစာရင်အကြောင်းကိုရှင်းပြရရင်အဓိကအဖြစ်အရေးကြီးတဲ့အချက်ရှိပါတယ်ပထမတစ်ချက်ကတော့အစားအစာတွေကိုချိဖြတ်ပြီးတဲ့အစာရင်တွေကအက်ဆစ်တက်ရဲ့နောက်တစ်ခုကအက်ဆစ်တက်တွေကိုခန္ဓာရည်ရှိဖို့အတွက်အစာရင်တွေလည်းပဲဖြစ်ပါတယ်ဒီနှစ်ခုကမျှခြေချီနေ balance မှာရှိနေမယ်ဆိုရင်အစာရင်ကကျန်းမာနေပြီးတော့တစ်ခုခုကလဲတာများတာဖြစ်နေမယ်ဆိုရင်တော့အစာရင်ယောဂရဲ့လို့ဖြစ်လာတာပဲဖြစ်ပါတယ်ရှင်ပုံမှန်အားဖြင့်အစာအိမ်ရဲ့အစာချီဖြတ်ပြီးတဲ့ acid ကသူ့ရဲ့ peak time အမြင့်ဆုံးအနေနဲ့6နာရီကြာစီထွက်တယ်လို့ဆိုနိုင်ပါတယ်ရှင်။မနက်6နာရီကနေနေ့လယ်12နာရီပြီးတော့ညနေ6နာရီ6:26လေးနဲ့ပေါ့နော်။6နာရီကြာစီထွက်နေတဲ့ acid ကသူချီဖြတ်စရာအစာမရှိတော့ဘူးဆိုရင်အစာအိမ်နဲ့ရန်တွေကိုချီဖြတ်လိုက်ပါတယ်။ပြီးတော့ပူဆက်တွေစားလိုက်တဲ့ခါမှာလည်းအဲ့ဒီပူဆက်တွေက acid ပမာဏကိုတိုးစေပါတယ်။ဒါတွေဟာ acid ပမာဏတွေကိုတိုးပွားစေပြီးတော့သူ့ရဲ့မျှခြေ balance ကိုပျက်စေတဲ့အချက်တွေပဲဖြစ်ပါတယ်ရှင်။ပြီးတော့အစာအိမ်နဲ့ကိုပါစီတဲ့ချက်တွေကတော့ H pylori ပိုးလို့ခေါ်တဲ့ bacteria ကြောင့်တော့၎င်းအရက်နဲ့ဆေးလိပ်တွေကိုအလုံးစုံတောက်မိတဲ့ခါမှာပဲဖြစ်ဖြစ်ပြီးတော့ acid တက်များတဲ့အပူဆက်များတဲ့အစားအစာတွေကိုစားတဲ့ခါမှာရဲ့ stress တွေတက်တာတဲ့ခါတွေမှာဆိုရင်စာရင်းနဲ့ကိုပါစီပါတယ်ဒီနေ့ခေတ်မှာဆိုရင်ခေါင်းကိုက်လို့ကိုယ်လက်ကိုက်ခဲလို့ဆိုပြီးတော့အကိုက်ခဲပြောက်စီတွေကိုခဏခဏနဲ့လိုရာထပ်ပူပြီးတော့သုံးဆက်လက်ကြတဲ့ overuse misuse ပေါ့နော်အဲ့ဒီအခါတွေမှာဆိုရင်အစာအိမ်နဲ့ကိုပါစီပြီးတော့သူ့ရဲ့ balance ပေါ့နော်မျှခြေကိုပျက်စီးပါတယ်အဲဒီကနေမှတဖြည်းဖြည်းနဲ့သတိမထားမိပဲနဲ့အစာရင်နဲ့မှာအနာတွေဖြစ်လာပြီးတော့အချိန်ကြာလာတာနဲ့အမျှအစာရင်ကင်ဆာအထိဖြစ်ပြီးတော့အသက်အန္တရာယ်ကိုပါချိန်ချောက်စေနိုင်ပါတယ်ရှင်ဒီလိုမျိုးအစာရင်အောင်လားအစာရင်မှာအနာဖြစ်တာတွေကနေအစာရင်ကင်ဆာအထိဖြစ်စေတတ်ပါတယ်ဒါကြောင့်ဒီထက်ပိုပြီးဆိုရောက်စွာမဖြစ်စေဖို့အတွက်အစာကိုအချိန်မမှန်နဲ့ပုံမှန်စားပြရပါမယ်ရှင်အစာခံတာတွေပြီးတော့မိုက်ဟောင်းလောက်နေရာတွေမလုပ်ပါနဲ့နော်ရမ်းပူဆက်တဲ့အစားအစာတွေဖြစ်တဲ့ဥမာအဖြစ် spicy ခေါင်းဆွဲလိုမျိုးမာလာရှန်ကောတွေနဲ့ပြီးတော့ acid တက်များပြီးအစားအစာတွေဖြစ်တဲ့အရန်အချင်သက်လွန်ခဲ့တဲ့အစားအစာတွေကိုလည်းတက်နိုင်တယ်ညရှော့စားပြီးပါရှင်။ coffee ဆေးလိပ်နဲ့ caffeine တက်ပါတာတွေကိုလည်း limit အတွင်းထဲမှာပဲတောက်သုံးပါချင်နိုင်မယ်ဆိုရင်တော့ရှောင်စီတင်ပါတယ်ရှင်။စိတ်ပီစီမှုများတဲ့အခါမှာကိုလက်လှုပ်ရှားလေ့ကျင့်ခန်းတစ်ခုလုပ်တာတော့လည်းဒါမှမဟုတ်ကိုစိတ်ပါဝင်စားတဲ့အရာတစ်ခုကိုလုပ်ရင်းနဲ့လည်းရှော့ချပေးနိုင်ပါတယ်ရှင်။နောက်ဆုံးအနေနဲ့အကိုက်ခဲပြောက်စီးတွေကိုလည်းအလွန်စုံမသုံးဆွဲမိစေဖို့အတွက်တတိထားပေးပါရှင်။ကြိုက်ခဲပြစီတောက်တဲ့အခါမှာအစာစားပြီးတော့တောက်တာတော့၎င်းဒါမှမဟုတ်ဆရာဝန်နဲ့ပြပြီးတိုင်ရင်ပြီးတော့မှတောက်တာတွေကိုလုပ်စီကြပါတယ်ရှင်။ဒီချက်တွေကိုပြချလိုက်နာမယ်ဆိုရင်တော့အစာအိမ်ကိစ္စရဲ့အစာဖြစ်တဲ့စာအိမ်ရောင်လာတွေစာအိမ်မှာအနာဖြစ်တာတွေကိုအသေးအချာကာကွယ်နိုင်မှာပဲဖြစ်ပါတယ်ရှင်။အားလုံးပဲကြမှာချလာကြပါလိမ့်ရှင်။နောက်ထပ်ဗီဒီယိုလေးတွေကိုတင်ဆက်မလဲဆိုတာသိဖို့အတွက်ဆရာက channel ကို like, subscribe and follow လုပ်ဖို့မမေ့ပါနဲ့ရှင်။